ကျမသူ့ကိုမွေးထားတာ8 နှစ်ရှိပြီသူကျမကိုတခါမှမကိုက်ဖူးဘူးအဲ့ဒီနေ့ကတော့သူတည်ရင်အောင်ကျမကိုအိမ်တကားဖွင့်မပေးဘူးသူပိတ်ထားတာကတကားမဟုတ်ဘူးကျမတို့တက်ကိုနှုတ်ယူမဲ့အရာကြီးကိုပါရှင်တို့အဲ့ဒါကိုမြင်ရတဲ့အချိန်ဆိုရင်အားလုံးနောက်ကျသွားပါပြီတောက်ဖားနေအပြင်ထွက်ကစားရအောင်သူကပုံမှန်ဆိုအပြင်ထွက်ရတာအရန်ကြိုက်တာကျမခွေးကြိုးလေးကြိုက်လိုက်တာနဲ့တမီတာလောက်တောင်ခုံပေါက်နေတတ်တာဒါပေမဲ့ဒီနေ့တော့မြေကြီးမှာတန်မိုးဆွဲထားတယ်လို့ပဲတည်ရင်အောင်တကားပေါက်စီခြေတလန်းမှမရွေ့ဘူးအဲ့ဒီအချိန်တုန်းကသူအပြင်မထွက်ချင်တာမဟုတ်ပဲတကားပြင်ဘက်မှာတေးလန်းရှိနေတယ်ဆိုတာကိုသူသိနေခဲ့တယ်ဆိုတာကျမမသိခဲ့ဘူးအဲ့ဒီတုန်းကသူဘာလို့အပြင်မထွက်ချင်ရတာလဲဆိုတာကိုပဲကျမစမ်းသက်ချင်နေခဲ့တာတောက်နင်ဘာလုပ်နေတာလဲသူတခါမှဒီလိုမဖြစ်ဘူးဘလောက်ပဲဆိုးတဲ့ခွေးတွေနဲ့တွေ့သူဒီလောက်ထိမကြောက်ဘူးဒီချိန်လေးမှာပဲအဘိုးမဆုံးခင်ကပြောခဲ့တဲ့စကားတခုကိုကျမရုတ်တရက်တတိယသွားတယ်ခွေးကတေးလန်းကိုပိတ်ရထားရင်ရှင်တန်ရလန်းစကိုရှာကျမဘာမှဆက်မပြောတော့ပဲပတ်တူအိတ်တလုံးကိုဆွဲယူလိုက်ပြီးယူနေတဲ့သူတယောက်လိုမှတ်ပုံတင်စာရက်စာတန်းတွေနဲ့ငွေသားတွေကိုထိုးသိပ်ထည့်လိုက်တဲ့ခေါင်းထဲမှာအတွေ့တစ်ခုပဲရှိတော့တယ်အခုချက်ချင်းသွားရမယ်ညတွင်းချင်းကီလိုမီတာ1000လောက်ဝေးတဲ့နေရာကိုထွက်ပြေးရမယ်အချိန်ပိုဆင်းပြီးအိမ်ပြန်ရောက်လာတဲ့ယောက်ျားဖြစ်သူချန်ယူကျိုးကောကိကတပါးဝဲဘက်ကဒီမြင်ကွင်းကိုကွက်တီမြင်သွားတယ်မနှက်ပြန်ကြရင်သူဒုတိယညွှန်ကြားရေးမှူးယာရုတက်ဖို့အရေးကြီးတဲ့ဖောက်တီတွေနဲ့အဖွဲ့လိုက်တွေ့ဆုံရမှာမို့လို့ပင်ပန်းလုံးလို့နှက်တိုင်အောင်မဖြုတ်ရသေးဘူးကျမလုံးနေတာကိုမြင်တော့သူကြောင်သွားတယ်ညာတန်းခေါင်ကြီးမင်းပစ္စည်းတွေတင်ပြီးဘာလို့မလို့လဲအိမ်ပြောင်းမလို့အခုချက်ချင်းသွားမယ်ဟိုင်ကန်ရဘတ်ဖန်နဲ့မျိုးကနေထွက်ခွာမယ်မင်းပါတွေရစ်နေတာလဲတောက်အပြင်မထွက်ချင်ရင်လည်းမထွက်နဲ့ပေါ့ညကြီးချိန်မှာတော့ဘာလို့အိမ်ပြောင်းရမှာလဲမဖြစ်မနေသွားရမယ်တောက်တကားကိုပိတ်ရထားတယ်ဒီနေရာမှာပြဿနာတစ်ခုဖြစ်တော့မယ်ချင်းစုရောင်ဂျက်ဟေးမင်းတကယ်ဘာတွေတောင်းကျမ်းနေတာလဲသူကကျမကိုယူနေပြီးအကြောင်းပြချက်မရှိပဲယူသွတ်နေပြီလို့ထင်နေတယ်သူ့ရဲ့ဒေါသတွေကိုကျမဂယူမဆိုင်နိုင်တော့တယ်လို့ရှင်းပြဖို့အချိန်လည်းမရှိတော့ဘူးတစ်စက္ကန့်စောင့်လေကျမတို့တင်မဲ့အချိန်နဲ့ပိုနီးလာလေပဲယူသွတ်မတက်ထွက်ပြေးဖို့စူးစမ်းနေတာကကျမမဟုတ်ပဲကျမတို့အိမ်ကခွေးလေးဆိုတာကိုသူမသိဘူးသူကကျမတရေဘူးနေတယ်လို့ပဲထင်ပြီးစိတ်ရှိလက်ရှိနဲ့နှစ်ခုံးသုံးခုံးဖြောင်းဖြတယ်ကျမကဘာပြောလက်မခံတာကိုမြင်တော့မနှက်ဖြန်ဘာအမားရွေးမှဖြစ်လို့မရတဲ့စာချုပ်မဲ့ကိစ္စကိုပဲခေါင်းရရောက်သွားတယ်ချင်းစုရောင်မင်းလုံနေတာပြီးတော့မလားမပြီးတော့ဘူးလားသူ့ရဲ့စိတ်ရှိတီးခံနိုင်စွမ်းတွေအကုန်ဆုံးသွားပြီးတောက်ဒီနေ့ပင်ပန်းနေလို့အပြင်မထွက်ချင်တာအဲ့ဒါကိုမင်းကသူ့ဘာသာနားခိုင်းလိုက်ရင်ပြီးတဲ့ကိစ္စကိုသူကအခုချိန်ထိကျမကိုအကြောင်းမဲ့ပြဿနာရှာနေရလို့ပဲထင်နေတော့မဲသူနဲ့ရန်ဖြစ်နေဖို့အချိန်မရှိတယ်လို့ရှင်းပြနေဖို့လည်းအချိန်မရှိဘူးဘာလို့လဲဆိုတော့သူကလုံးဝယုံမှာမဟုတ်လို့ပဲချင်းစုရောင်မင်းဒီတကားပေါက်ကနေထွက်သွားရင်ငါတို့ကွာရှင်းကြမယ်သူကကွာရှင်းမယ်ဆိုပြီးချင်းချောက်ကကျမကိုနောက်ဆုတ်ဖို့ဖိအားပေးတယ်ဒါပေမဲ့ကျမသွားမဲ့လမ်းကမှတခုတည်းတော့အသက်ရှင်ရလန်းဆိုတာကို तू မသိဘူး तू နာကျင်စေခဲ့တာကကျမတယောက်တည်းမဟုတ်ဘူးသူ့ကိုအသက်လူပြီးကဲတင်ချင်နေတဲ့တောက်ကိုပါနာကျင်စေတာပဲပြတင်းပေါက်အပြင်ဘက်မှာကကျမတို့10နှစ်တိတိစူးစမ်းရုံးကန်ပြီးမှရလာတဲ့မြို့ပြရဲ့မိအောင်စုံတွေဒါပေမဲ့ဒီနေရာကြီးကမကြခင်နေရဲခန့်ဖြစ်ပြောင်းလဲသွားတော့မယ်ဆိုတာကျမသိတယ်ကျမသူ့ကိုနောက်ဆုံးအချိန်အခွင့်အရေးပေးခဲ့တယ်ဒါကသူ့ကိုကဲတင်ဖို့နောက်ဆုံးအချိန်ပါပဲချန်ယူကျိုးရှင်ကျမနဲ့လိုက်မှာလားမလိုက်ဘူးလားဆိုတာနောက်ဆုံးတစ်ခေါက်မေးမယ်ငါမသွားဘူးမင်းကိုလည်းသွားခွင့်မပေးဘူးသူကိုယ်တိုင်ဆွဲဖြတ်လိုက်တာကခွေးချိုးလေးတစ်ခုတည်းမဟုတ်ဘူးကျမတို့ရဲ့10နှစ်စာတန်ရောစင်တွေပါပဲစိတ်မကောင်းမဖြစ်ဘူးဆိုရင်တော့လိန်နာပေါ့10နှစ်စာနှုတ်ပြမှုတွေ10နှစ်စာစူးစမ်းအားထုတ်မှုတွေလေဒါပေမဲ့တန်ရောစင်ကို view ဆိုင်ဖို့အချိန်မရှိတော့ဘူးစက္ကန့်တိုင်းကအချိန်လူနေရတာကောင်းပြီအိမ်ရောဘန်စာအုပ်ပါရှင်အကုန်ယူလိုက်တော့ကျမကိုကြီးတက်ပဲထွက်သွားမယ်ဒါပေမဲ့ဒီညမဖြစ်မနေသွားရမယ်ဘာလို့လဲဆိုတော့တောက်တကားပိတ်ထားတာကတေးလန်းမို့လို့ပဲခွေးတကောင်တွက်နဲ့ဘာလို့ကျမကအရာအလုံးကိုစွန့်လို့ရရတာလဲဆိုတာကိုတေးတဲ့အထိသူနားလည်နိုင်မှာမဟုတ်ဘူးဒီခွေးတကောင်တွက်နဲ့ငါတို့တာယာရှိနေတဲ့ဘဝကြီးကိုမင်းကမလိုချင်တော့ဘူးပေါ့ဟုတ်တယ်ခွေးကတကားကိုပိတ်ရနေလို့ပဲကျမခွေးလေးကိုပွေ့ချီပြီးနောက်လည်းမကြည့်ပဲအပြင်ကိုပြေးထွက်လာခဲ့တယ်ဒါကကျမတို့အတွက်တခုတည်းတော့အသက်ရှင်ရလမ်းပဲသူကတော့အဲ့ဒီနေရာကိုပဲမျက်တောင်မခတ်ပဲစိုက်ကြည့်နေတယ်အဲ့ဒီနေရာမှာကျမတို့မျက်စိနဲ့မမြင်နိုင်တဲ့တေးစေလောက်တဲ့အနေရကြီးရှိနေတယ်ဓာတ်လေကားကအောက်ကိုအမြန်ဆင်းသွားတယ်တစ်ထပ်ဆင်းသွားလေကျမကတေးမင်းနဲ့ပိုဝေးသွားလေပဲပြင်းထန်တဲ့အောက်ကိုဆင်းတဲ့ခံစားချက်ကြောင့်ကျမအန်ဂျင်လာတဲ့စက္ကန့်တိုင်းကအလွန်ကိုရှည်လျားနေတယ်ညနေတနာရီမြေအောက်ကားပါကင်ကအရန်ကိုအေးဆက်နေပြီးတောက်တကောင်နဲ့တာကျမရဲ့အားကိုးရဖြစ်နေတယ်ကျမလက်တွေကထိမရအောင်တုံရင်နေတယ်ကားဆက်နိုးလိုက်တဲ့ဒီချိန်မှာပဲကျမလက်ပြန်ဖို့လမ်းမရှိတော့ဘူးဆိုတာသိလိုက်တယ်သူ့စီကဖုန်းတွေအချိန်ချင်းဝင်လာပေမဲ့ကျမပြဿနာရှာနေတာမဟုတ်ပဲအသက်လူထွက်ပြေးနေတာဆိုတာကိုသူဘယ်တော့မှနားလည်မှာမဟုတ်ဘူးညနေတနာရီ15မိနစ်